လောကမှာအန္တရာယ်ရှိဆုံးအရာကကိုယ့်ရှိမှပြုံးပြီးနောက်ွယ်ကနေကိုကျိုးရှာတဲ့မိတ်ဆွေပါအားလုံးပဲမင်္ဂလာပါခင်ဗျာဇာတ်စာပေလူမိတ်ဆွေ Facebook page ကနေကြိုဆိုလိုက်ပါရစေကိုကျိုးရှာခရီးသွားတွေများတဲ့လောကကြီးထဲမှာမျက်နာချိုချိုလေးတွေနဲ့အနားရောက်လာတိုင်းမိတ်ဆွေအစ်စ်လို့တော့မထင်လိုက်ပါနဲ့တချို့လူတွေကလူထက်လက်လာဝကိုခင်လို့သာအပေါ်ယံအပြုံးတွေနဲ့မြားနေတာပါဒါဟာကျွန်တော်တို့အနားမှာရှိတဲ့မိတ်ဆွေတိုင်းဟာမကောင်းဘူးလို့ဆိုလိုတာမဟုတ်ပါဘူးဒီလူဟာစိတ်ရင်းတယ်လားအပေါ်ယံလားဆိုတာကိုခွဲခြားဆက်ဆံတတ်ဖို့ပါဆရာနန္ဒာသိန်းစံရဲ့မိတ်ဆွေကောင်းတဲ့ခရီးသွားခြင်းဆိုတဲ့စာအုပ်လေးထဲမှာဖတ်ဖူးပါတယ်စော်ငတ်တွေဟာတာမန်အချိန်တွေမှာတကောင်နဲ့တကောင်ချစ်ခင်ကြတယ်ပြည်လေကြတယ်ဒါပေမဲ့တကောင်သောစွန်ဟာအစာတစ်ခုကိုရသွားတဲ့အခါအဲ့ဒီစွန်နဲ့တခြားစွန်တွေဟာရန်သူတွေဖြစ်သွားကြပါတယ်တဲ့အဲ့ဒီအစာကိုထိုးစွန်ကိုမစားစေခြင်းလို့မရစေခြင်းလို့တခြားစွန်တွေကဝိုင်းပြီးနှုတ်သီးနဲ့စိတ်ကြခြေသေးတွေနဲ့ကုတ်ဖက်လှုပ်တက်ကြပါတယ်အဲ့ဒီအစာကိုသူ့ကိုမရစေခြင်းဘူးမစားစေခြင်းဘူးငါတို့ပဲရခြင်းတယ်ငါတို့ပဲစားခြင်းတယ်ဆိုတဲ့စိတ်နဲ့ရံပြူကြတော့တာပါပဲအဲ့လိုနီးနဲ့တူတဲ့မိတ်ဆွေတွေလည်းလောကမှာအများကြီးရှိပါတယ်တာရုံးခဏနားပြီးကိုဒုက္ခနဲ့ကြုံမှအနာကရှောင်သွားကြတဲ့မိတ်ဆွေတွေလည်းလောကမှာအများကြီးရှိပါတယ်ဒါကြောင့်ကြည်ပေါင်းမှာတချို့ကအပေါ်ယံအပြုံးပဲလှတာအတွင်းကနှလုံးကမလှပါဘူးဒီလိုမိတ်ဆွေမျိုးတွေနဲ့ကြုံဦးတယ်ဆိုရင် comment မှာ yes လို့မှန်းခဲ့ပေးပါခင်ဗျာ